ဒူးမှမရှိတဲ့ကျွန်းတကျွန်းမှာ rat ဟာဥတလုံးကိုကိုင်ရင်အယူမှုပြေးလွှားနေပါတယ်။သူကတစ်ပင်ပင်စီတဲကိုပြေးဝင်သွားပါတယ်။ဒါပေမဲ့တစ်ဖက်မှာ6ကဘာတစ်ခုရှိနေတာကိုသူတတိမထားမိလိုက်ပါဘူး။သူတို့နဲ့ပဲသူပြုတ်ကျသွားပြီးတော့နွယ်ပင်တစ်ခုမှညှိနေခဲ့ပါတယ်။ငှက်ကမပြန်နိုင်တော့ပဲအရှိမရှိသမျှတစ်ပင်နဲ့ဝင်တိုက်မိပါတယ်။အဲ့ဒီမှာသူမွေးနှကောင်နဲ့ပါပတ်ပင်းတိုးပြီးပါလေ။ rat ကသူ့ဥကိုပြန်ယူကန်နီးမှပဲသူနင်းထားတဲ့ကိုင်ကကြိုးကျသွားတာကြောင့်မြေကြီးပေါ်ပြုတ်ကျပါတယ်။ rat ကခုံဆွားနဲ့ဥကိုကိုင်ပြီးအပေါ်ကိုပြန်တက်ဖို့လှုပ်ပါသေးတယ်။ဒါပေမဲ့ဥကမြစ်ထဲကိုကျသွားပါတယ်။ရေထဲကပြန်တက်လာတော့ rat ကအိမ်သိမ်းစီကိုဥတီသွားပါတယ်။ငှက်ကလေးတစ်ကောင်အိမ်ထဲကနေထွက်လာပါတယ်။ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ rat ကစုမုံကောင်တောင်းပေးလိုက်ပေမဲ့ကလေးမလေးကဥလက်ဆောင်ကိုဖွင့်လိုက်တဲ့အခါငိုပါတော့ရဲ့။ဥထဲမှာပြုတ်ကျနေတဲ့ရှင်းတစ်ကောင်ကကိတ်မုတ်ကိုဖျက်ဆီးထားတာတွေ့ရပါတယ်။ rat ကပါတီပွဲနောက်ကျတာနဲ့ပတ်သက်လို့အကြောင်းပြချက်အမျိုးမျိုးပေးနေတာကြောင့်ကလေးရဲ့အဖေကစိတ်ဆိုးနေပါတယ်။ပျက်စီးသွားတဲ့အတွက် rat ကိုအယောပေးဖို့တောင်းပါတယ်။ rat ကလည်းစိတ်တူသွားပြီးကိတ်မုတ်နဲ့သူ့မျက်နှာကိုတုပ်ပစ်လိုက်ခဲ့ပါတယ်။ဒါကြောင့် rat ဟာအိမ်ပေါ်ကနေနှင်ချခံခဲ့ရပါတယ်။ဒါပေမဲ့သူမထွက်သွားခင်ရှင်းကိုတက်နှင်းမိပြီးချော်လဲသွားတာကြောင့်အတိုက်ထဲမှာရှိတဲ့ဥပေါ်လဲကျသွားခဲ့ပါတယ်။ဒါကြောင့်ဥကုံကွဲသွားပြီးနောက်ထပ်ငှက်ထီးလေးတစ်ကောင်ထွက်လာခဲ့ပါတယ်။ဆက်ရှုပ်စရာတွေအားလုံးပြီးသွားတဲ့အခါအနီရောင်ငှက်ကသူ့အိမ်ပြန်လမ်းမှာတန်းစီနေတဲ့ငှက်တွေရောသူ့နောက်ကိုလိုက်နေတဲ့ပြဆက်ကတဲ့ကောင်ကိုပါဒေါသထွက်နေပါတယ်။သူကလေးဘဝတုန်းက rat ဟာသူ့မျက်ခုံးထူထူတွေကိုလှောင်ပြောင်တတ်တဲ့အခြားကျောင်းသားတွေရဲ့အနိုင်ကျင့်တာကိုခံခဲ့ရပါတယ်။ဒါကြောင့်သူကတီးခတ်မှုမရှိတဲ့ငှက်တစ်ကောင်အဖြစ်ကြီးပြင်းလာခဲ့တာပါ။အိမ်ကိုပြန်ရောက်တဲ့အခါငှက်ကလေးတစ်ကောင်ကသူ့စီကိုဘောလုံးနဲ့ပစ်လိုက်တာကြောင့်သူလန်သွားပါတယ်။ rat ကငှက်ကလေးကိုကန်ထုတ်ပစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ rat ဟာသူ့ရဲ့ဖောက်ခွဲတိုက်ခိုက်မှုအတွက်စစ်ဆေးခံရပါတယ်။ကြားနာမှုအတွင်းတရားသူကြီးက rat ကိုစော်ကားမော်ကားပြောဆိုနေပါတယ်။ rat ကဟန်ဆောင်ထားတဲ့တရားသူကြီးရဲ့တရုပ်မှန်ကိုဖော်ထုတ်လိုက်ပါတယ်။တရားသူကြီးကတကယ်တမ်းတော့အရက်မရှိပါဘူး။သူ့အဝေးအောက်ကငှက်တကောင်ရဲ့ထိပ်ပေါ်တက်နေရကြောင်းပဲဖြစ်ပါတယ်။ဒါတော့မှအာနာပိုင်တွေက rat ကိုပြပြထိန်ထိန်တင်တန်းကြောင်းတက်ဖို့စီရင်ချက်ချခဲ့ကြပါသေးတယ်။ rat ကတရားခွင်ကနေဒေါသကြီးပြန်ထွက်လာပြီးအပြင်ကလူကူးမြင်းကြားမှာလည်းလမ်းကူးဖို့စောင့်ခိုင်းနေရကြောင်းသူပို့ပြီးတော့စိတ်ဖိစီးလာပါတယ်။စန်တာရှစ်ရောက်တော့တကိုင်းရင်းနဲ့လှုပ်ထားတဲ့ငှက်ရုပ်ကလှုပ်ရှားပြီးအတန်မြည်တာကိုသူတွေ့လိုက်ရပါတယ်။အယုတ်ရဲ့စူညံတန်ကြောင့်သူစိတ်ရှုပ်ပြီးအယုတ်ကိုထုရိုက်လွှတ်ပစ်ပါတော့။ Professor Matida က rat ကိုအခြားအဖွဲ့ဝင်တွေနဲ့မိတ်ဆက်ပေးပါတယ်။ဒါပေမဲ့သူအဲ့ဒီမှာမနေချင်ပါဘူး။အခြားအဖွဲ့ဝင်တွေရဲ့ဇလန်းကိုထိုင်ပြီးနားထောင်ခိုင်းနေသူတို့ထဲကမှအဝါရောင်ငှက်ချက်ကအရှိန်လွန်တဲ့ပြဿနာကြောင့်ကုသဖို့ရောက်ရှိနေတာပဲဖြစ်ပါတယ်။အမှန်တော့ချက်ကရဲတွေစစ်ဆေးနေတဲ့အချိန်အတွင်းမှာထွက်ပြေးခဲ့တာလို့ Professor ကပြောပြပါတယ်။အဝါရောင်ငှက်ကရဲစခန်းမှာရှိတဲ့မြအရာအလုံးကိုဖျက်ဆီးပစ်ခဲ့ပြီးတော့ရဲသားရဲ့ပတ်စံအိတ်ကိုလည်းခိုးယူခဲ့ပါသေးတယ်။ပြီးတော့ဘာတစ်ခုမှအဲ့ဒီပတ်စံတွေအကုန်လုံးကိုတုံးပစ်လိုက်တယ်။ Tyrants က Matida သူ့ဇလန်းကိုပြပြတော့မှမလို့မျက်နှာကြီးရှုံ့မဲ့နေပါတယ်။သူကအေယာမငှက်တကောင်ဖြစ်ပြီးမတော်စားမှုတစ်ခုကြောင့်ပြန်လဲကူစားရေးစံတာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။တခုခုကိုဒေါသထွက်တဲ့အခါဒိုင်နမိုက်လိုပေါက်ကွဲတဲ့ဘုံလို့ခေါ်တဲ့ငှက်တကောင်လည်းရှိပါတယ်။သူတို့တွေယောဂကျင့်နေချိန်မှာ rat ကစိတ်ဖိစီးလာပြီးခန္ဓာကိုယ်ကြီးကဖောင်းကားလာခဲ့ပါတယ်။အဲ့နောက်ပေါက်ကွဲသွားပြီးအခန်းထဲကလူတွေကိုထိမှန်သွားပါတယ်။ပြီးတော့ချက်က rat ကိုပြတိုက်ကိုသွားဖို့ခေါ်ရမယ် rat ကသူတို့နဲ့အပြင်မလိုက်ချင်ဘူးလို့ပြောပါတယ်။အဲ့ပြန်လမ်းမှာ rat ကတငယ်ချင်းတွေအတူပျော်ပါနေကြတာတွေမိသားစုတွေပျော်ရွှင်နေကြတာတွေကိုမြင်တော့သူအရန်အထီးကျန်နေတာမှန်တီးသွားတဲ့အတွက်ဝမ်းနေခဲ့ပါတယ်။နောက်တနေ့မှာတော့ကျောင်းသားတွေကသူတို့ခန်းစားချက်တွေကိုဖော်ပြဖို့ကြပြားတပုတ်စီရေးချရပါတယ်။ချက်ရဲ့ကြပြားက rat ဖြတ်စည်းခဲ့တဲ့တသားငှက်အကြောင်းဖြစ်ပြီးတော့သူ့ကိုအပြစ်ရှိကြောင်းဆွဆွဲဖို့ပဲဖြစ်ပါတယ်။ရုတ်တရက် Tyrants က rat ကိုလက်တီးနဲ့ထိုးလိုက်တာကြောင့်နယံစီတွင်းထွက်သွားခဲ့ပါတယ်။ rat ရဲ့လောက်ရဲ့ကြောင့်အဖွဲသားတွေကစိတ်ထိခိုက်သွားပြီးတသားငှက်ရုပ်ရဲ့နှုတ်ဆက်ပွဲမှာမပါဖို့လဲတားမြစ်ခဲ့ပါတယ်။ဒါပေမဲ့အပြင်မှာတခုခုဖြစ်နေရကြောင်းသူတို့တွေပြေးထွက်သွားပါတယ်။အယုတ်ကိုလည်းတနင်းလိုက်တာကြောင့်လုံးဝပျက်စီးသွားခဲ့ပါပြီ။ချက်ကငှက်အုပ်ကြီးနောက်ကိုအမိပြေးလိုက်နိုင်ခဲ့တာကြောင့်ရဲကသူ့ကိုလမ်းကြောင်းထိန်ရာထူးကောင်မှာပေးခဲ့ပါသေးတယ်။ကမ်းခြေကိုရောက်တဲ့အခါငှက်တွေအားလုံးဟာအေယာမတင်မောကြီးကိုတွေ့ခဲ့ကြရပါတယ်။တင်မောကပုံမြန်လာပြီး rat ကသူ့အိမ်ဘက်ကိုဦးတည်နေရဆိုတာကိုပါသိလိုက်ရပါပြီ။ rat ကသူ့အိမ်ကိုမပြတ်စီးအောင်တားဆီးဖို့ပြေးပေမဲ့တင်မောကသူ့အိမ်ကိုမတိုက်မိဘဲနဲ့အိမ်ရှိမှပဲရပ်တန့်သွားခဲ့ပါတယ်။ဒါပေမဲ့ကြောက်စူးချတဲ့ကြောက်သုံးချောက် rat ရဲ့အိမ်အနှဲငယ်ပျက်စီးသွားခဲ့ရပါတယ်။ Leonard လို့ခေါ်တဲ့အစိမ်းရောင်ဝက်ကတင်မောဘော်ကဆင်းလာပြီးအခြားလိမ့်ဆန်တွေနဲ့တွေ့ဆုံဖို့အတွက်ဝက်ကျွန်းကနေရောက်လာတာဖြစ်ကြောင်းပြောပါတယ်။ဒီစကားကိုကြားတော့အားလုံးကငှက်ကျွန်းကလွဲလို့ကဘာမှာအခြားနေရာမရှိဘူးလို့ယုံကြည်ထားတာမို့လို့အားလုံးလည်းအံ့ဩသွားခဲ့ရပါပြီ။အဲ့ဒါကကမ်းခြေမှာရှိတဲ့ငှက်အားလုံးကိုလိုက်နှုတ်ဆက်ပေမဲ့ Tyrants ကိုရောက်တဲ့အခါမှာတော့ဖတ်ဖို့အငင်းခံလိုက်ရပါတယ်။ငှက်တွေအတွက်အဲခံပွဲမှာ Leonard ကသူတို့အဖွဲ့ဖန်တီးထားတဲ့ပေါက်ကွဲစီတဲ့ပြကွက်တစ်ခုကိုပြသခဲ့ပါတယ်။ပရိသတ်တွေအတော်လေးကိုတုံ့လောက်သွားခဲ့ပြီးတော့အဲ့ဒီနောက်ဝက်ကတနေရာကနေတနေရာကိုအရာဝတ္ထုတွေတဲဆောင်ဖို့တိဆောက်ထားတဲ့အေယာမလောက်လေးကွာတစ်ချောင်းကိုလက်ဆောင်ပေးခဲ့ပါတယ်။သူတို့ကစပွဲတိုးတွေစီကနေခိုးထားတဲ့တတိဖန်းကိုတုံးပြီးလောက်လေးကွာအသုံးပြုပုံကိုတရုပ်ပြခဲ့တာပါ။ ချက်အပါဝင်ငှက်တွေအတော်အများကိုပါထိမှန်သွားခဲ့ပါတယ်
အားလုံးပျော်ရွှင်နေကြချိန်မှာ Red ကတော့ဧည့်သည်တွေကစိတ်ရှုပ်စရာကောင်းနေလို့မြင်နေခဲ့ပါပြီလီယိုနက်ကသူ့ကိုနောက်ထပ်ဖျော်ဖြေပွဲတွေမှာကူညီဖို့ Red ကိုရွေးချယ်ပြီးတော့ကမ်းခြေပေါ်ပစ်ချဖို့လောက်လေးကွာထဲမှာထည့်ခဲ့ပါတယ်ပြန်ကြားချိန်မှာ Red ကထိမ့်မနိုင်တိမ်မရဖြစ်နေပြီးတော့ခေါင်းကကြောက်တုံးနဲ့တိုက်မိပါတော့Red ကဝတ်တင်မောရှိရိုက်လိုက်တဲ့အခါချက်ကဖောက်ထွင်းဝင်ရောက်ကြည့်ဖို့အကြံပေးခဲ့ပါတယ်ဒါကြောင့်နှစ်ယောက်စလုံးတင်မောဘုတ်ကိုတက်လာခဲ့ကြပါပြီ။လေထဲမှာဘုံလဲပေါ်လာပြီးတော့ထွတ်ဖွန်လင်းမြင့်ပြည့်နေတဲ့အခန်းတစ်ခုနဲ့အခြားထူးဆန်းတဲ့ပြိုင်ကားတွေပါတဲ့အခန်းကိုဖျက်ကျော်လာခဲ့ကြပါတယ်။အထဲမှာထူးဆန်းဝတ်စုံတွေဝတ်ထားတဲ့အခန်းနဲ့ရှိခဲ့ပါတယ်။အနက်ရောင်ငှက်ကထွန်ပိုလမ်းပေါ်မှာခုံပေါက်ကစားရင်းကျမ်းပြစ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့နောက်သူကတစ်ချိန်လုံးဝတ်ထားတဲ့ဝက်ပေါက်လေးတွေရှိတဲ့အခန်းထဲကိုရောက်သွားခဲ့ပါတော့ချက်ချင်းပဲ Red ကတင်မောပေါ်မှာဖွက်ထားတဲ့ဝက်ပေါက်လေးတွေထောင်ထဲချီပြီးရှိတယ်ဆိုတာရဲ့စစ်လက်နက်ကရိယာမျိုးစုံမှာရှိနေတာရဲ့ကြောင့်အဲ့ဒီတွေကအလိမ်ညာတွေဆိုတာကိုသူ့အမျိုးတွေကိုပြပြဖို့ပါတီကိုပြန်လာခဲ့ပါတယ်လီယိုနက်ကအခြားတလိဆန်တွေနဲ့အားတင့်ပွဲရှိုးပွဲတစ်ခုပြီးတော့ဖို့ရောက်လာမှာမို့သူတို့တင်မောကမထွက်ခွာနိုင်သေးတာဖြစ်ကြောင်းပြောပြပါတယ်လိမ်ညာနေပေမဲ့တရားသူကြီးကဝက်ရဲ့စကားတွေကိုရှုံပြီးတော့ Red ပြန်လဲထူထောင်ရေးစာတမ်းကိုပြန်သွားတင်တယ်လို့ဆုံးဖြတ်ခဲ့ပြန်ပါတယ်အဲ့ဒီတွေကပါတီပွဲမှာ Red မစားခင်အစားအစာတွေအားလုံးကိုစားတောက်ကြပါတော့ဒါအပြင်သူ့ရဲ့အိမ်ကိုလည်းကျူးကျော်ဝင်ရောက်လာတာကြောင့် Red လည်းဒေါသထွက်သွားခဲ့ပါပြီလီယိုနက်ကငှက်ကလေးတွေဦးကနေပေါက်ဖွာလာကြောင်းရှာဖွေတွေ့ရှိခဲ့ပြီးသူတို့မျိုးနွယ်စုမှာတော့အဲ့လိုမဟုတ်ဘူးဆိုတာကိုသိလိုက်ရပါပြီလီယိုနက်ကသူ့မှာဦးတလုံးရှိတယ်ဆိုတဲ့ဘဝကိုစိတ်ကူးရင်ကြည့်နေပါတော့လီယိုနက်ကသူ့များရဲ့ခလေးနဲ့ကစားနေရကြောင်း Red ကသူ့ကိုတားဆီးလိုက်ပါတော့တင်မောတွေပို့ပြီးများလာတာကြောင့် Red ကအဲ့တဲ့တွေကျွန်းကိုဒီတိုင်းပဲဖြတ်သွားတာလားလို့မေးမြန်းလိုက်ပါတယ်စစ်စစ်မေးမြန်းချိန်မှာ Red ကလီယိုနက်ဟာလိန်ညာနေရလို့ဆွဆွဲခဲ့ပါတယ်အနီရောင်ငှက်ကဝတ်တွေကိုစုံစမ်းဖို့ချက်နဲ့ဘုံကိုပါဖိတ်ခေါ်လိုက်ပါတော့သူတို့ကကြောက်တုံးတွေနဲ့အုံသီးတွေကိုပါခွဲပစ်နိုင်တဲ့အင်အားကြီးမားတဲ့လင်းရောင်ငှက်စီကနေအကူအညီတောင်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူရဲကောင်းလင်းရောင်ငှက်ကအသက်ရှင်နေသေးတယ်ဆိုတာတက်တေပြနိုင်ဖို့အတွက်အထောက်ထားမရှိပေမဲ့လည်းတငယ်ချင်းတစုကသူ့ကိုရှာဖို့တောင်ပေါ်ထိကိုတက်လာခဲ့ကြပါတော့လက်နှလျှောက်တစ်ပင့်တွေမုံတိုင်းတွေနဲ့ချောက်တွေကိုပြုတ်ကျလူမတက်ဖြတ်ကျော်ခဲ့ရပြီးတော့အေယာမကြောက်တုံးကြီးရဲ့ထက်ကိုရောက်ကြတဲ့အခါမှာတော့သူတို့ရှာနေတဲ့တောင်ကုန်းဟာဘေးကဟာဖြစ်နေတာကြောင့်သူတို့အဖွဲ့တောင်ပေါ်တက်တာမှားသွားပြီဆိုတော့ကိုသိလိုက်ရပါပြီခဏကြာမှတော့သူတို့ကတောက်တုံးနိုင်တဲ့မော်ဆန်တဲ့ရေတွေရှိတဲ့ဉာဏ်ပညာအိုင်ကိုဖျက်ကျော်ပြီးတော့အခြားကြောက်ဆောင်တစ်ခုကိုတက်ကြပါတယ်အဲ့ဒီချိန် Red ကအဲ့ဒီနေရာမှာဘသူမှအကြာကြီးမရှိဘူးဆိုတာကိုသိလိုက်ရပါတယ်ဒါတောင်မှသူတငယ်ချင်းတွေကထူးဆန်းတဲ့မြစ်ထဲမှာကူးခတ်နေခဲ့တာကြောင့်မလို့သူတို့ရဲ့လေးစားမှုမရှိတဲ့လုပ်ရအတွက်ဘာဖြစ်လာနိုင်မလဲဆိုတာကို Red ကစိတ်ပူနေခဲ့ပါတယ်အဲ့နောက်အလွန်ကျေလောင်တဲ့အတန်ကိုကြားရပြီးလင်းရုံငှက်ကြီးတစ်ကောင်ကတောင်ထိပ်လှိုင်ကူတဲကနေထွက်လာပါတော့လင်းရုံငှက်ကြီးကသူ့ရဲ့အိမ်ထဲကိုလိုက်လဲဖို့သူတို့၃ယောက်ကိုဖိတ်ခေါ်ခဲ့ပါတယ်သူ့ရဲ့ဂူထဲမှာခိုးထားတဲ့ပစ္စည်းတွေနဲ့ပြည့်နှက်လို့နေခဲ့ပါတယ်တစ်ချိန်တည်းမှာဝက်တွေကကျွန်းကိုတိမ့်ပိုက်ပြီးသူတို့စီစဉ်ထားတဲ့ပါတီကိုအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်လင်းယုံကသူတို့ကိုကူညီမယ်လို့ Red ကထင်ထားပေမဲ့လင်းယုံကြီးကတော့အခြားငှက်မလေးတွေကိုစူးစမ်းဖို့အတွက်ပဲသူ့ရဲ့မှန်ဘလူးတွေကိုအသုံးပြုပါတော့အဲ့ဒီချိန်ဧည့်သည်တွေကကျွန်းတစ်ခွင်လုံးကိုဖောက်ခွဲရေးပစ္စည်းတွေဖြန့်ကျင်းနေတာကို Red တယောက်သိလိုက်ရပါပြီဒါတော့မှလင်းယုံငှက်ကသူ့အနားယူလိုက်ပြီလို့ပြောလို့သူတို့တွေလည်းစိတ်ပြတ်သွားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူတယောက်တည်းပြန်တန်းနိုင်စွမ်းရှိတာကြောင့်အားလုံးကစိတ်ပြတ်အာရုံသွားခဲ့ကြပါတယ်စိတ်ပြတ်လက်ပြတ်နဲ့တငယ်ချင်း၃ယောက်တောင်ပေါ်ကားနေအချိန်ပြည့်ပြည့်နဲ့ပြေးဆင်းကြပါတော့လက်နှလျှောက်အတိုက်တွေထဲကဥတွေခိုးနေတဲ့ဝတ်တချို့ကိုလည်းတွေ့ခဲ့ရပါတယ်အဲ့နောက်ပေါက်ကွဲတဲ့နေထွက်ပေါ်လာပြီးတော့ရန်သူတွေကအိမ်တွေကိုလူရက်နေခဲ့ကြပါတယ်ချက်ကအပြက်စီးတွေကိုရှောင်တဲရင်သူ့ရဲ့လျင်မြန်တဲ့စွမ်းရည်ကိုတုံးပြီးပါတီကိုရောက်လာပြီးသူတို့အမျိုးတွေတိုက်ခိုက်ခံရပြီဆိုတာကိုအခြားသူတွေကိုတတိပေးဖို့ကြိုးစားပါတယ်ဘုံနဲ့ Red ကဝတ်တွေခိုးထားတဲ့ဥတွေထည့်ထားတဲ့ပိုက်ကွန်စီကိုရှောက်ဖို့ trampo line ပေါ်ကနေခုန်တက်ကြပါတယ်အနက်ရောင်ငှက်ကမီးနဲ့မှုတ်ထုတ်ဖို့အတွက်တန်ချိုးပေါ်တက်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့မီးစာကမီးလောင်ကန်ဒီမှာပဲရန်သူတွေကရေနဲ့ပတ်ချလိုက်တာကြောင့်နှကောင်လုံးပင်နေတဲ့ကြာသွားခဲ့ရပါပြီလှေကကမ်းခြေကားနဲ့ရွှဲလွှဲနေပြီးဝတ်ကျုံးစီကိုဦးတည်နေခဲ့ပါပြီပြီးတော့ရန်သူတွေကလင်းယုံရုပ်ထုကိုလည်းဖျက်ဆီးပစ်လိုက်ကြပါတယ်နောက်နေ့ကျတော့အဲ့ဒီအပြက်စီးတွေကအဲ့ဒီတွေကြောင့်ဆိုတာကိုငှက်တွေတည်သွားခဲ့ရပါပြီတရားလူကြီးကသူတို့ဘလို့လုံးတင်လဲလို့ Red ကိုမေးမြန်းပါတယ်ရွာသားတွေကလည်း Red ကိုမြို့နယ်စုရဲ့ခေါင်းဆောင်ဖြစ်ရွေးချယ်လိုက်ကြပါတော့ချက်ချင်းဆိုလိုပဲ Red ကရန်သူကျွန်းကိုရှောင်းနိုင်တဲ့လှေတစ်စင်းကိုတိဆောက်ရမယ်လို့လှုပ်ဆော်တဲ့မိန်ကုန်းနဲ့အစပြုလိုက်ပါတယ်အားလုံးကလှေတိဆောက်ဖို့အတွက်ရေပေါ်မှာပေါ်နေတဲ့အရာဝတ္ထုတွေကိုလိုက်လံပြီးတော့ရှာဖွေခဲ့ကြပါတယ်ပြီးတော့အေယာမလေးကွာကြီးကိုအလဲမှာတင်ထားကြတယ်ငှက်တွေကပေါက်ကွဲစေတဲ့တစ်တာတွေကိုချိတ်ဆွဲထားပြီးအချိန်မရွေးပေါက်ကွဲနေတဲ့ရှားကြီးလှေကိုလည်းဖန်တီးလိုက်ကြပါတယ်ဝတ်ကျွန်းမှာမတ်ဘီယာလို့တိကျတဲ့ဘရင်လီယိုနက်ကသူ့ပလင်စီရှောက်သွားနေတဲ့အချိန်မှာပဲပရိသတ်တွေကကြိုးစိုးနေကြပါတယ်မကြခင်မှာသူကဥတွေကိုလက်ဆောင်ပေးပြီး2ရက်ဆက်တိုက်စားပွဲတောက်ပွဲကျင်းပမယ်လို့ကြေညာလိုက်ပါတယ်ဒါအပြင်လီယိုနက်ကသူဟာသူတို့မျိုးဆက်တစ်လျှောက်မျိုးနွယ်စုအတွက်စားစရာရှာဖွေပေးတဲ့တူဦးဒီတော့ခေါင်းဆောင်ဖြစ်တယ်လို့ကြွေးကြော်နေခဲ့ပါတယ်ငှက်တွေကလည်းရန်သူနယ်မြေထဲစတင်ရောက်ရှိလာပြီးအမိုက်တွေနဲ့ပြည့်နှက်နေတဲ့ကန္နာရကမ်းခြေတစ်ခုကိုဖျက်ကျော်လာကြပါပြီကျွန်းမောကိုတော်တော်လေးရောက်လာကြပြီးရဲ့နောက်မှာတော့မြို့ကြီးတစ်မြို့ကိုတွေ့လိုက်ရပါတော့Red ကလီယိုနက်ကဥတွေကိုစောင့်ကြက်နေမှာဖြစ်တဲ့အတွက်သူ့ကိုရှာရအောင်လို့ပြောလိုက်ပါတယ်
ဒါကြောင့် Red ကသူ့တငယ်ချင်းတွေကိုရဲတိုက်ပေါ်ရှောင်းအောင်ပြစ်ဖို့အတွက်အရာမလောက်လေးခွက်ကိုသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးအပြစ်ခံရမယ့် volunteer တမားကတော့ Matilda ဖြစ်ပြီးအရှိန်ပြင်းပြင်းနဲ့စပစ်လိုက်ပါတယ်မြို့နဲ့နီးကပ်လာတဲ့အခါသူမကဝတ်တွေမီးလောင်သွားအောင်သူ့ဖင်ကိုမီးတင်ရှို့လိုက်ပါတယ်အဲ့ဒီနောက်ကောင်းရင်ငှက်က bomb rush လို့ပြန်တန်းပြီးတော့ရန်သူတကောင်ကိုထိမှန်အောင်လုပ်ပါတယ်သူ့နောက်ကိုပြန်လာတဲ့အခါဘုံကိုထိလို့နီးပါဖြစ်သွားပေမဲ့လည်းတစ်ပစ်တစ်ပင်ကြောင့်ခံတာသွားခဲ့ပါတယ်နောက်ထပ်အလဲကျတာကတော့အကြီးအချွဲတွေနဲ့ပတ်သက်တဲ့ထွားချက်နဲ့ငှက်တကောင်ပဲဖြစ်ပါတယ်မြို့ထဲကိုရောက်တဲ့အခါနေအိမ်တချို့ကိုဖျက်ဆီးပစ်လိုက်ပါတယ်အဲ့ဒီနောက်ပြဆက်ကောင်ကအိမ်တော်များကိုဖျက်ဆီးပစ်တယ်သူမျိုးကိုဘုံကျဲတော့မယ်ဆိုတာသိလိုက်ရတော့ဘရင်ကြီးကလည်းနေလက်စာစားချိန်အထိဥပွဲတော်ကိုရွှေဆိုင်မှုဆုံးဖြတ်လိုက်ပါတော့ရဲ့စစ်မြေပြင်ရဲ့တစ်ဖက်မှာလိမ်မယောင်ငှက်တကောင်ကိုပြစ်ချလိုက်ပြီးလန်ဒရှောက်မှာတော့ဘာမှမပျက်စီးသွားပါဘူးဒါပေမဲ့မြေကြီးပေါ်ရောက်တော့သူကအလွန်ကြီးမားတဲ့အရွယ်စားဖြစ်ပြောင်းလဲသွားပြီးပေါမင်းချင်းမှာရှိသမျှအရာအလုံးကိုဖျက်ဆီးပစ်လိုက်ပါရဲ့မိနစ်အနည်းငယ်အကြာမှာလောက်လေးခွားကနေပန်းရောင်ငှက်တကောင်ကိုပြစ်ခတ်လိုက်ပြီးသူကအဆောက်အုံတွေကိုထိမှန်ပင်မဲ့လေအဓိကပြစ်မှတ်ဖြစ်တဲ့ရဲတိုက်စီတော့ရှောင်မသွားခဲ့ပါဘူးတရားလူကြီးကတူနဲ့တိုက်ခိုက်ဖို့လုပ်တယ်တိုက်ပွဲကိုကြည့်ပြီးရဲ့နောက်လင်းယုံကြီးကသူရဲကောင်းပြန်ဖြစ်လာဖို့လဲဆုံးဖြတ်ခဲ့ပါတော့ပြန်တန်းဖို့စ조사ပေမဲ့သူ့ဝိတ်သူမနိုင်တော့တောင်ပေါ်ကနေပြုတ်ကျသွားခဲ့ရပါတယ် Red က Thames ကိုသူ့ကိုကြောက်တုံးနေတဲ့ပြစ်ချခိုင်းခဲ့ပါတယ်အဲ့ဒီချိန်သူတငယ်ချင်းတွေကသူတို့ရှုံးတော့မယ်လို့ရေရွတ်နေခဲ့ကြပါတယ်အန်အသင်းစရာက Red ကကြောက်တုံးကို Spring Boat လိုမျိုးလုပ်ပြီးတော့မှန်ပရင်းမကိုချိုးပြီးရဲတိုက်ထဲကိုဝင်သွားနိုင်ခဲ့ပါတယ်ချက်ချင်းပဲလီယိုနက်ကသူ့လောက်ငယ်သားတွေကိုခံတက်ကိုကျူးကျော်ဝင်ရောက်လာတဲ့ငှက်ကိုရှာဖွေဖို့အမိန်ပေးလိုက်ပါတော့အဲ့နောက်လောက်တွေခေါကနေပြစ်ဖို့ချက်ရဲ့အလှည့်ကိုရောက်လာခဲ့ပါပြီချက်ကရဲတိုက်စီကိုအရှိန်ပြင်းပြင်းနဲ့ပြန်တန်းပြီးသူ့လမ်းကြောင်းမှာရှိသမျှအရာအလုံးဖျက်ဆီးလိုက်နိုင်ခဲ့ပေမဲ့အုံနရံကိုတိုက်ပစ်ပြီးတော့ပြုတ်ကျသွားခဲ့ပါပြီမိနစ်ပိုင်းအကြာမှာဘုံလဲအဲ့နေရာကိုရောက်လာခဲ့ပါရဲ့ငှက်တွေကိုပြန်နှိမ်နှင်းဖို့အတွက်ဖောက်ခွဲရေးပစ္စည်းတွေကိုတုံးပြီးတိုက်ခိုက်ဖို့ရဝက်တွေကလေတက်ကိုထွက်လိုက်ပါရဲ့ထာမတ်ကခန္ဓာထဲကိုပစ်ချဖို့လုပ်ပေမဲ့သူ့ဝိတ်ကအရန်လေးတာကြောင့်လောက်လေးกว่าလည်းကျိုးသွားခဲ့ရပါပြီရဲတိုက်ထဲမှာချက်နဲ့ Red တို့ကဥတွေကိုရှာဖို့လုပ်ပေမဲ့ဘုံကိုပဲရှာတွေ့သွားခဲ့ပါရဲ့အဲ့နောက်ထမင်းစားကန်းထဲမှာစတော်ပွဲကိုစောင့်နေတဲ့ရန်သူတွေကိုတွေ့လိုက်ရတော့သူတို့အားအသင့်သွားခဲ့ပါရဲ့ဒီနေရာမှာဥတွေမရှိပါဆိုတဲ့စာရေးထားတဲ့တန်တကားကြီးတစ်ခုလည်းရှိနေခဲ့ပါရဲ့ Red ကစားတိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာပဲချက်ကသူ့ရဲ့စူပါအရှိန်တုံးပြီးရန်သူတွေကိုတိုက်ခိုက်လိုက်ပါရဲ့ငှက်ကသူတို့အပေါင်းဖောက်တွေကတယောက်ကတိုက်ခိုက်တယ်လို့ထင်အောင်လုပ်ပြီးအခွင့်ကောင်းယူလိုက်ပါရဲ့ဒီတော့ဝတ်တွေလည်းအချင်းချင်းရန်ဖြစ်ကြပါတော့ရဲ့နောက်ဆုံး3ယောက်သားဥတွေထားတဲ့အခန်းထဲကိုရောက်သွားခဲ့ပါပြီဥတွေကိုပိုက်ကွန်ကြီးနဲ့ဆွဲတင်နေကြပြီးတော့တစ်ချိန်တည်းမှာပဲ Red ကပိုက်ကွန်ကိုကင်လိုက်နိုင်ခဲ့ပါရဲ့သူတငယ်ချင်းတွေကတော့ကြံခဲ့ပါရဲ့ဘုံကပိုက်လုံးမို့တက်ဖို့ကြိုးစားပေမဲ့ပြုတ်ကျသွားခဲ့ရပါပြီချက်ကတော့အရှိန်ပြင်းပြင်းနဲ့ပိုက်ထဲကိုဝင်နိုင်ဖို့လုပ်ပေမဲ့ဒါပေမဲ့သူ့ရွယ်စားကြောင့်ညံ့နေခဲ့ပါရဲ့ Red ကဥတွေကိုလုံးဝအဆုံးရှုံးမခံနိုင်ဖြစ်နေတာကိုမြင်ရတော့ရှာလူတွေကသူ့ကိုပါချက်ပြဖို့လုပ်ပါတော့ရဲ့သူကဝတ်တကောင်ကိုတိုက်ခိုက်ပြီးပဒင်းပေါက်ကနေပြုတ်ကျသွားခဲ့ပါရဲ့အဲ့ဒါနဲ့ Red ကဝင်ချီဇက်ကိုရတန်းအောင်လုပ်နိုင်ခဲ့ပြီးတော့ဥတွေကိုရှင်တွေထဲမရအောင်လို့ထိန်းချုပ်လိုက်နိုင်ခဲ့ပါရဲ့ရုတ်တရက်လင်းယုံငှက်ကြီးကပြန်တန်းလာပြီးရဲတိုက်ထဲကိုဝင်ရောက်ပြီးထမင်းစားစပွဲပေါ်ကအရာအလုံးကိုဖျက်ဆီးပစ်ပါတော့ရဲ့နောက်ဆုံးမှာအခန်းအပြင်ဘက်ကဒေအိုကြီးနဲ့တိုက်မိသွားခဲ့ပါရဲ့ချက်ကပိုက်ကိုဖျက်ပြီးတော့အထဲကိုဝင်လိုက်ပါရဲ့ပြီးတော့သူတငယ်ချင်းကိုတကားဖွင့်ပေးပါရဲ့အဲ့ဒီချိန်လင်းယုံကဥတွေပါတဲ့ပိုက်ကွန်ကြီးကိုတဲပြီးအပြင်ကိုပြန်တန်းသွားနိုင်ခဲ့ပါပြီချက်နဲ့ဘုံကလည်းပိုက်ကွန်ဘက်ကိုဆွဲတက်လိုက်ကြပါတော့လီယိုနက်က Red ရဲ့ခြေကိုဆွဲထားပေမဲ့လည်းအခြားဝက်တွေကလည်းသူ့ကိုကူဆွဲနေကြပါရဲ့ဒါကြောင့်ဥတွေတဲကတလုံးကထမင်းစားကန်းထဲကိုလိန်သွားခဲ့ရပါပြီပိုက်ကွန်ကိုကင်ထားတဲ့ Red ဟာကြံရိတ်ခဲ့တဲ့ဥကိုကယ်တင်နိုင်ဖို့ရရဲတိုက်ကြီးစစ်ကိုပြန်ဥတီခဲ့ပါရဲ့ဝက်ပရင်ကဒါကိုခိုးဖို့လှုပ်ထားပေမဲ့ Red ကရှောင်တိန်နိုင်ခဲ့ပါရဲ့ရုပ်ရည်ပပဆူနေတဲ့ရှင်တွေအိုပြုတ်ကျလာပြီးတော့အရေးတွေခြေထောက်ဘက်ကိုပြုတ်ကျလာတာကြောင့်နှစ်ယောက်စလုံးခုန်တက်ပြီးမျက်နှာချက်မှာတွေ့တက်နေကြပါရဲ့အပြင်ဘက်မှာလည်းဘုံကသူတို့ရဲ့ဥဝိနောက်ကိုလိုက်နေတဲ့လေတွေကိုဖောက်ခွဲဖြတ်စီးပစ်ဖို့အတွက်လုပ်နေခဲ့ပါပြီတစ်ချိန်တည်းမှာပဲမာတီတာကသူမရဲ့ပေါက်ကွဲစွမ်းအားကိုတော်ပြီးရန်သူတွေကိုဖြတ်စီးပစ်ပါတော့ဘုံကသူ့လမ်းကြောင်းမှာရန်သူတွေအများကြီးရှိနေတာကိုတတိထားမိခဲ့ပါရဲ့ဒါကြောင့်သူကအားလုံးကိုဖောက်ခွဲပြီးတော့ဖြတ်စီးပစ်လိုက်ပါရဲ့အဲ့ဒီချိန် Red နဲ့ဝပ်ပရင်တို့ကင်ထားတဲ့မျက်နှာချက်ပေါ်ကမီးဆိုင်ကြီးကအောက်ကိုပြုတ်ကျသွားခဲ့ပါရဲ့မာတီတာကရန်သူတင်ကားတဲ့စီကြောင့်အံ့အားတင်သွားခဲ့ရပါရဲ့ဒါပေမဲ့ကားရက်သွားတော့ကားမောင်းတဲ့သူက Thames ဖြစ်နေခဲ့ပါရဲ့Red ကရှေ့တိုက်ရဲ့အောက်ဆုံးအထက်ကိုရောက်သွားပြီးပောက်ကွဲစေတဲ့ဒိုင်နမိုက်တွေပြည့်ညက်နေတဲ့ဂိုဒေါင်တစ်ခုကိုလည်းတွေ့သွားခဲ့ပါပြီဒါပေမဲ့လီယိုနက်ကဥကိုခိုးထားပြီးသူစားဖို့အတွက်ဖျောင်းတိုင်နဲ့အပူပေးနေပါတော့ရဲ့ဒါပေမဲ့ Red ကရန်သူကိုအာယုံပြောင်းအောင်လုပ်ပြီးဥကိုပြန်ရအောင်လုပ်နိုင်ခဲ့ပါရဲ့အဲ့ဒီချိန်ဖျောင်းတိုင်မီးတောက်ကဒိုင်နမိုက်ကိုမီးရှို့ပေးတယ်လို့ဖြစ်သွားခဲ့ရပါပြီဒေအိုကသူတို့ဘက်ကိုပြုတ်ကျတော့ Red ကအဲ့ထဲမှာပုံဖို့လုပ်ပါတော့ရဲ့ဒိုင်နမိုက်တွေပောက်ကွဲသွားပြီးတမျိုးလုံးနဲ့ပျက်စီးသွားခဲ့ရပါရဲ့ငှက်တွေအားလုံးကသူတို့ဥတွေကိုပြန်ယူဖို့လာကြတယ်ဒါပေမဲ့ဥတလုံးကတော့ပျောက်ဆုံးနေတဲ့အတွက်သူ့ရဲ့မိသားစုကလည်းဝမ်းနေလို့နေခဲ့ပါရဲ့ပြီးတော့ Red တေသွားပြီးထင်ပြီးတော့လည်းဝမ်းနေနေခဲ့ကြပါသေးရဲ့အဲ့ဒီချိန် Red ကသူကယ်တင်လိုက်တဲ့ဥထဲကနေအပြန်အောင်ငှက်ကလေး၃ခေါက်ကိုတည်ပြီးတော့ပြန်လာခဲ့ပါပြီ
Red ကိုသူတို့မိဘတွေကလည်းကျေးဇူးတင်လို့နေခဲ့ကြပါတယ် Mighty Eagle ကသူ့ကိုတဖန်သူရဲကောင်းပြန်ဖြစ်လာအောင်လို့တွန်းအားပေးခဲ့တဲ့ငှက်3ကောင်ရဲ့ရဲရဲမှုကိုလည်းချီးကျူးနေခဲ့ပါတယ်ကျိုးကိုပြန်အောင်တဲ့အခါငှက်တွေကဥတွေကိုကယ်တင်ပေးခဲ့တဲ့လေးရုံငှက်ကိုဂုံပြူးတဲ့ရုပ်ထုကိုလည်းတိစောက်ပေးခဲ့ပါတယ်ဒါမဲ့ Red နဲ့သူတငယ်ချင်းတွေကိုတော့အဲ့ဒီ mission မှာတွဲဘက်တွေအဖြစ်အတိမတ်ပြုခဲ့ပါတယ် Red အတွက်အိမ်အစ်စ်တစ်လုံးကိုလည်းတိစောက်ပေးခဲ့ကြပါတယ်အိမ်ထဲဝင်ပြီးတဲ့နောက် Red ကသူ့သဘောကင်ဘတ်တွေကိုနှုတ်မဆက်ဖဲနဲ့တကားကိုစောင့်ပိတ်လိုက်ပါတယ်တကယ်တော့ Red ကတမင်တကာစနှောက်လိုက်တာပါသူတငယ်ချင်း2ယောက်ကိုသူနဲ့တရက်လောက်အတူနေဖို့ဖိတ်ခေါ်လိုက်ပါတယ်တိုက်ပွဲကိုအနိုင်ရပြီးတဲ့နောက်မှာတော့ငှက်တွေကပျော်ပျော်ရွှင်ရွှင်နဲ့အောင်ပွဲခံနေခဲ့ကြပါတော့ရဲ့အဲ့ဒီချိန်ဝက်တွေကတူတူရွာကိုပြန်တီဆောက်နေကြပြီးတော့လီယိုနက်ကပြန်တိုက်ခိုက်ဖို့အတွက်အစီအစဉ်ဆွဲနေတာကိုတော့ငှက်တွေမတိကျသေးပါဘူးဒါလေးကတော့2016လောက်မှထွက်ထားတဲ့ The Angry Birds စကားလေးရဲ့ recap ပဲဖြစ်ပါတယ်တပုတ်ကြမယ်လို့မျှော်လင့်ပါတယ်like လေးတယောက်ချက်စီနေပြီးတော့ subscribe လေးလည်း channel လေးကိုလုပ်ပေးသွားခဲ့ကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့စမတ်ပါ